ตัวตุกาตัวตูดีပုံစံကိုသူဘယ်လိုတွားလဲပေါ့ตัวဒီမှာဒီလိုတင်ငါလို့ကြာတင်ငါလို့ကြာတယ်ဒီမှာ၄ခွန်လို့ဒီလိုကြာတယ်နော်ဒီမှာ3လို့ကြာတယ်နော်ပြီးရင်ဒီမှာတော့46လို့ဒီလိုကြာတော့အဲ့လိုကြာပြီးတော့ပြီဆိုရင်သူကဒီ၄ခွန်ကသူကဒီကြံ2ရက်အတွင်းမှာသူကကျင်းနေပေါ့လို့တယ်နော်ဒီကျင်းနေပေါ့လို့တယ်အဲ့တော့ဒီ၄ခွန်အပါနဲ့ဒီ၄တစ်ဒီ၈ခွန်နေ၄၈တစ်၈ခွန်နေဒါမျိုးတွေသူလိုက်ထွက်တယ်နော်ပြောချင်တာဗျာဒီမှာဒီဒါဗုဒ္ဓဟူးတစ်ဖက်နော်ဆိုတော့ဒီလိုဗုဒ္ဓဟူးတစ်ဖက်ရှိတယ်ဒီ၄ခွန်အပါတဲ့ပဲသူကဒီမှာ၄တစ်ထွက်တယ်၄၈ထွက်တယ်၈ခွန်ထွက်တယ်၈ခွန်ထွက်တယ်နော်ဒါကျွန်တော်မြင်အောင်ပြတာသူဒီအဲ့တော့ဒီ၄၈တွေကဒီပြန်ကနန်းနေလားခွန်၈တွေ၈ခွန်တွေကဒါပြန်ကနန်းနေလားဟင်3ထွက်တယ်ပြီးရင်36363ဒီ3ကပဲသူကစားသွားတာဒီကျန်တဲ့ချိန်မှာအဲ့ဒါကလည်းသူကဒီအပေါ်ကဒီ6ချိန်တွေကဒီ break တွေနဲ့ပဲသူကြာသွားဟုတ်နော်ဒီစီက break တွေနဲ့ပဲသူဆင်းသွားတာနောက်တစ်ခုကဒါဒီ8ဖြစ်တာတော့ကျွန်တော်မပြတော့ဘာကြောင့်လဲဆိုတော့သူက8လို့ကြာရင်ပြဿနာမရှိဘူးအခုဟာတင်ငါးကို9လို့ကြာရင်ပြဿနာမရှိတင်ငါးကိုသူတင်ငါးလို့ကြာထားတဲ့အတွက်သူကနန်းတူတယ်ပုံစံတူတယ်အထိုင်တူတယ်ဆိုတော့ဒီ8ကိုတော့မယူဒါပေမဲ့ကျွန်တော်ဒါပြလိုက်မယ်8နော်ဒီ8ကို18လို့ဒီလိုကြာပြီးတော့ဒီ18ကပဲသူကဒီမှာဒီ break တွေထွက်တယ်ရှင်ကဒီ88ဒီ18ပဲသူကစားသွားတာနော်မနက်ပိုင်းနေပဲသူကစားတာနော်ပြီးတော့ဒီမှာ3663ဒီလိုကြာတယ်နော်အဲ့လိုကြာပြီးသွားပြန်ရင်လေသူကဒီ63အပါနဲ့ပဲသူကဒီမှာကစားတာဒီတနေ့ကမှသူကစားနေတာနော်ပြီးတော့အမှလည်းသူက3လို့ပြန်ထွက်တယ်4လို့သူပြန်ထွက်တယ်နော်နောက်တစ်ခုကဒီမှာသူ46ကို46လို့ဒီလိုကြာတယ်အဲ့လိုကြာပြီးသွားပြီဆိုရင်သူကဒီ46အပါနဲ့ပဲဒီမှာ6ဒီ4ဒီ6ဒီဒါမျိုးတွေပဲကစားတာနော်အဲ့တော့ပြောချင်တာဒီနေ့တနေ့ကုန်မှာဒီတင်ငါးလို့ကြာထားတဲ့အတွက်ဒီတင်ငါးဒီကျင်းဒီပေါ့ဒီမှာကစားမှာကြိုက်တဲ့ကောင်ပတ်ဇာရှင်ပတ်ကြိုက်တဲ့လောက်ပတ်နော်ဒါပြောပြတာ၄ခွန်ကြာတယ်၄ခွန်လို့ကြာတယ်3ကြာတယ်8ကို1ကြာတယ်36ကို63ကြာတယ်46ကို46ကြာတယ်နော်ဒီတင်ငါးကိုတင်ငါးတိုင်းဒဲကြာတာအဲ့တော့ဒီတင်ငါးမှမကစားရင်ဘာမှမကစားနိုင်ဘူးမထိုးရရင်မထိုးနဲ့တော့ရဲလို့ရတယ်နော်ဒီထက်ကောင်းတာမရှိဘူးနောက်တစ်ခုကျွန်တော်ထပ်ပြအောင်ဒီမှာပါဝါ sorry ဒါလို့ရင်ပြမယ်နော်ဒီမှာ3ညဒီမှာခွန်ဒီလိုထိတ်နှက်ခတ်ဒီလိုဖြစ်တယ်ဒီမှာ3ဒီမှာ5ဒီလို3ညခွန်ဒါကျွန်တော်အရင်တည်းကကျွန်တော်တွေ့ဒါပေမဲ့ဒါလေးတွေကဒီ9နှစ်စာကလင်နာမှာရှာတာတပင်ပဲတွေ့လို့ကျွန်တော်ဒါမဖြစ်နိုင်တော့ဘူးထင်ပြီးတာဒါပေမဲ့ तू ကတကယ်ပေးတာ0703ညထိတ်ခွန်ပိတ်ခွန်ထိတ်နဲ့3ညခွန်ဒီလို3ညခွန်3ဒီလိုကြာပြီအဲ့3ညခွန်နဲ့3တွေကဒီမှာ53ဆိုပြီး तू ပြုတ်ကြတယ်53ဆိုပြီးပြုတ်ကြပြီးတော့နောက်နေ့ပဲ तू ထပ်ပြီးတော့နက်ခတ်ထပ်တယ်53ကို24ဆိုပြီးထပ်တယ်နော်ထပ်ပြီးတော့ तू ဒီမှာပါဝါတစ်ချက်ထောက်ထားတယ်တနင်္လာမနက်မှာပါဝါဒီမှာနက်ခတ်2ချက်ထောက်တယ်နှစ်ပင်ဆင့်ထားတယ်ပြီးတော့ဒီလို3ညခွန်ဒီလို53ညခွန်53နဲ့ကနေပြီးတော့53ဆိုပြီးဒီမှာထွက်တယ်ဥဒီမှာ69အပေါ်မှာဒီမှာ18ပြီးတော့ဒီမှာပါဝါတစ်ချက်ထောက်တယ်တနင်္လာမနက်မှာပြီးတော့နက်ခတ်2ချက်ထွက်တယ်ဟုတ်တယ်နော်ပြီးတော့69 18တည်းက69ဆိုတဲ့ကဏ္ဍတစ်ခုကဒီမှာလာထွက်တယ်
ပြီးတော့နက်ခတ်ထပ်ထွက်တယ်နက်ခတ်ထပ်ဖြစ်တယ်ပြီးရင်အဲ့ဒီ4635ဆိုတဲ့ကဏ္ဍအပါနဲ့ပါဝါတစ်ချက်ထွက်တယ်ပြီးရင်ဒီ6339နှစ်ဆိုတော့ဒီ69ဖြစ်ထားတဲ့အထဲက36လို့သူကထွက်တာလားဒါမှမဟုတ်ဒီကဏ္ဍ60ကသူက36လို့ထွက်တာလားဒီမှာ696လို့ကြာလို့ဒီ69ဖြစ်လို့96လို့ကြာလို့ဒီ96ဆိုတာဒီခွာထားတာဒီနှစ်ကွက်ထဲကတစ်ကွက်ကလို့ထွက်တာလားနော်အဲ့တော့ဒီမှာ39ခွန်လို့ဒီလိုဖြစ်တယ်38လို့ဒီလိုဖြစ်တယ်အဲ့တော့39ခွန်38ထဲက93ကြာလို့ဒီအပေါ်က01ထွက်မှာလားဒါမှမဟုတ်35ဒီလိုဖြစ်လို့38နဲ့5ခွန်เนี่ยတစ်ကွက်ကပြန်ထွက်မှာလားဒါဒီဟာထားလိုက်ပါဒါအခုဒါလောလောဆယ်ကျွန်တော်မြင်လာဒါပြောပြတာနော်နောက်တစ်ခုကကျတော့ဒီလိုလေးဒီလိုငါနှစ်ခုဂျားထွက်ဒီငါအလဲပူဒီမှာငါပိတ်နော်ဒီလိုပြတဲ့ဟာလေးဒီမှာအခု8နှစ်ခု8အလဲဒီမှာ8လို့ဒီလိုဖြစ်တယ်ပြီးရင် तू ကဒီအပေါ်က38ခွန်တက်အပါနဲ့တစ်တလုံးဘိုင်ပေးပြီးတော့81ဆိုတော့နက်ခတ်ကိုသူထွက်တယ်ဟုတ်ပြီနော်တစ်ချက်ဒါတစ်ခုပြီးတော့9လို့ဒီလိုဖြစ်တယ်ပြီးရင်ဘိုးကဒီ195နှစ်အပါနဲ့ပဲ1 2ဆိုပြီး1နှစ်ထွက်တယ်ဒီမှာ9လို့ဒီလိုဖြစ်တယ်ဖြစ်ပြီးတော့ဒီဘိုးက309ခွန်8အပါနဲ့ပဲ81ထွက်တယ်ကဲအဲ့တော့လာပြီကျွန်တော်တို့ဆက်လိုက်ကြည့်နော်ဆိုတော့ဒီမှာဒီလို9လို့ဒီလိုဖြစ်တဲ့အတွက်तू ကတစ်တလုံးအပါနဲ့ဘာဆင်းပါလဲနက်ခတ်ပဲလားတော့ညီကိုဆင်းပါလားဒါမှမဟုတ်ခုနကပြောသလိုမျိုးဒီလိုနက်ခတ်နှစ်ခုခွာတယ်ဒီလိုနက်ခတ်နှစ်ခုခွာတယ်ပြီးရင်35ပြန်ဆင်းပြီးတော့ပါဝါတစ်ချက်ထောက်ပြီးနက်ခတ်နှစ်ပင်ဆင်းပြီးတော့ဒီ15နှစ်လေးအပါနဲ့ပါဝါထွက်မှာလားအဲ့လိုဆို16လားဒါမှမဟုတ်နက်ခတ်ထွက်ရင်18လားညီကိုထွက်ရင်1နှစ်လားဒါမှမဟုတ်10လားအပူ1လားတင်းနေတာတော့ဒီတနေ့ကမှဒီတင်ကားပါအောင်ပါတော့တင်ကားပါအောင်ပါတော့မှဒီတင်ကားနော်နောက်တစ်ခုကျွန်တော်ဒီမှာထပ်ပြဒီမှာဒီလို2 4 3 ခွန်ဆိုပြီးနက်ခတ်ဆင်းတော့ဒီမှာလဲ3ခွန်3 2 4ဆိုပြီးနက်ခတ်ဆင်းတယ်အပေါ်မှာပါဝါတစ်ချက်ရှိတယ်နော်ဒါဒီမှာဒီလိုကြည့်လိုက်မယ်ဗျာဒီ2 4 3 ခွန်နက်ခတ်နှစ်ချက်ဒီလိုပါဝါတစ်ချက်ဒီလိုလာထားတယ်ဒီလိုလေးလာထားတယ်ပြီးရင်ဒီ1939ခေါ်ကဒီမှာ16ဆိုပြီးဆင်းလာပါဝါနော်ပါဝါဆင်းလာပြီးရင်ဒီမှာတနင်္လာ35 2469နက်ခတ်နှစ်ချက်သွားတယ်ပြီးရင်ဒီမှာပိတ်ရက်ပါတယ်ပိတ်ရက်ပါတာတော့မှဒီမှာ20ခွန်ဆိုပြီးဒီ2369အပါနဲ့သူဆင်းလာ2ခွန်83နော်အဲ့တော့ဒီမှာပါဝါထောက်ထားတယ်နက်ခတ်နှစ်ချက်သွားတယ်နော်နက်ခတ်2ရက်ဆင့်ပြီးသွားပြီဒီ15နှစ်လေးအပါနဲ့ပါဝါထိုးရတော့အဲ့တော့15နှစ်လေးမှာပါဝါထိုးရင်၄ခွက်တော့အဲ့တော့ကျွန်တော်က15ပဲကစားမှာဖြစ်တဲ့အတွက်15အပါနဲ့ပါဝါဆိုရင်16ဒါမှမဟုတ်50ဒီကဏ္ဍတွေထိုးရတော့ဘာလို့ကျွန်တော်15အမာယူထားတာနော်အဲ့တော့အမာယူထားတာဖြစ်တဲ့အတွက် तू ကဖြစ်ချင်တော့ तू ဘလို့တွေထပ်ပြီးပေးနေတာလဲဆိုတော့ तू ကရှစ်နော်တော့ဒီမှာဒီလို3လုံးဒီလိုဖြစ်ပြီးဒီမှာဒီ1 break ဒီမှာဒီ9 break အဲ့ဒီ break ကဒီဗုဒ္ဓဟူးအပေါ်က break ဒီ9 17ဒီလိုတွေ तू ပေးတာလား38ခွန်တက်အပါနဲ့ဒီ break တွေပြန်ထွက်တာလားနော်ဒီမှာလဲဒီလိုပဲ9ဒီလိုဖြစ်တယ်1952ဒီမှာအပါနဲ့1နှစ်ထွက်တယ်ဒီမှာ10 break ပြန်ထွက်တယ်ဒီမှာကကြတော့1952လွတ်ပြီး10 break ကို10 break ဒီလိုအတူချတယ်ပြီးတော့မှတက်တလုံးပိုင်နဲ့1နှစ်ဆိုပြီးဒီမှာလာထွက်တယ်9လို့ဒီလိုဖြစ်တယ်ပြီးရင်339ခွန်8ပါနဲ့တက်တလုံးပိုင်နဲ့81ဆိုပြီး break 9ပြန်ထွက်တယ်ဒီမှာ5 break ပြန်ထွက်တယ်က
ကဲဟုတ်ပြီနော်ဒီတော့ဒီလိုငါလို့ဒီလိုဖြစ်ပြီးပြီဆိုရင် तू ကဒီတင်ငါနှစ်လေးအပါနဲ့ဒီဘရိတ်တွေလားဒါမှမဟုတ်ကျွန်တော်တင်ငါပိုင်ယူထားရတဲ့ဒီတင်ငါကိုဒီဘရိတ်တွေနဲ့ကတ်ဒီအလုံးတွေဘရိတ်တွေနဲ့ပဲကတ်ထိုးရမယ်ဆိုတော့ကျင်းသေးတယ်ဒီနှစ်ရဲ့အတွင်းမှာဒီကနန်းတွေပြန်ထွက်အောင်ပါဒီကနန်းတွေပြန်ထွက်အောင်ပါဒီကနန်းတွေပြန်ထွက်အောင်ပါနော်အဲ့ဒါကလည်းတင်ငါပါတဲ့ပြန်ကနန်းတွေပဲပြန်ထွက်ပါနောက်တစ်ခုနောက်ဆုံးစမ်းပြတစ်ခုလေးထပ်ပြလိုက်ဟောဒီမှာ3တူသာထားတယ်ဒီမှာ3တုံးတူဆင့်ထားတယ်ပြီးအဲ့ဒီ3ခွက်ထဲကတစ်ခွက်က93ဆိုတဲ့ကနန်းဒီမှာလာထွက်တယ်ဒီ2ရက်ထဲမှာနော်ဒီစာမြောင်ကြည့်တစ်ထိတ်တစ်အပိတ်ဒီလိုတစ်လာတယ်အဲ့ဒီ1 2ဆိုတဲ့ကနန်းလေးရပါဒီမှာဒီ1 2ကဒီလို1 2လေးဒီမှာလာတယ်ဒီမှာ1 4ကို1 4ပြန်ထွက်တယ်နော်ကျွန်တော်တေချာပြတယ်နော်1 4ကို4 1လို့ဒီလိုပြန်ထွက်ပြီးဒီလို1လာတာတော့မှဒီမှာ1 2ဆိုပြီးပြန်ထွက်တယ်ကဲဇလန်းမှတ်သားမယ်ဒီမှာစလာပြီဇလန်းလေးနော်တနင်္လာအင်္ဂါညနေနှစ်ချက်1တူတယ်အင်္ဂါမနက်ဗုဒ္ဓဟူးမနက်ကဏ္ဍတူတယ်1အပိတ်တူတယ်1 2ဆိုပြီးပြန်ထွက်တယ်8နှစ်ကို2 8ဆိုပြီးပြန်ထွက်တယ်ကဲဇလန်းလေးလာပြီမင်းတို့ဒီမှာငါးထိတ်လာထားပြီငါးထိတ်လာထားပြီငါးပိတ်လာထားပြီတင်ငါကိုတင်ငါလို့ကြပြီဟောဒီမှာဘာထွက်မှာလဲတီးတဲ့လူကရေးခဲ့လိုက်တော့နော်ကျွန်တော်ဒီလောက်ပဲကျွန်တော်ပြောမယ်ကျွန်တော်ကတော့လောလောဆယ်အချိန်ကဘယ်လောက်ရှိပါလဲ10နာရီ40ရှိပြီခဏတင်ရတော့မှာအဲ့တော့ကျွန်တော်ကတော့ဒီတင်ငါနှစ်လေးအပါနဲ့ကျွန်တော်ရွေးထားတဲ့ခဏကျွန်တော်ပြပါနော်sorry ဒီမှာပေါ့နော်ခုနကဒီတင်ငါမရေးပြလိုက်ပါနော်တင်းနှစ်68ပြလိုက်တင်းနှစ်68ဒီကအဲ့တော့30တင်ငါတက်ခွန်ငါ6ငါခွန်ငါတက်ငါ3ကျွန်တော်တင်ငါပဲကင်ထိုးမှာဖြစ်တဲ့ဒီတင်ငါပဲကျွန်တော်ထိုးမှာကဲထည့်ခြင်းတပါဆိုရင်16ထည့်ကွာ18ထည့်နှစ်ခုစဉ်းစားကမှာကဘာလဲဆိုတော့နက်ပါဝါတစ်ချက်တနင်္လာမနေ့ထောက်တယ်အင်္ဂါဗုဒ္ဓဟူးမှာနက်ခတ်တစ်ချက်ထောက်လို့ပါဝါထိုးခြင်းတပါဆိုရင်တင်ငါနှစ်လေးနဲ့အပါထိုးမယ်ဆိုရင်ဒီမှာ50ဆိုတဲ့ကဏ္ဍထည့်ရမယ်16ဆိုတဲ့ကဏ္ဍဒီကဏ္ဍတစ်ခုက main ထိုးရမယ်အဲ့တော့အမှတစ်ကနက်ခတ်နဲ့ထွက်မယ်ဆိုရင်18ကိုကြိုက်လို့ထိုး53ကိုထိုးညီကိုနဲ့ထိုးမယ်ဆိုရင်10ကိုထိုး56ကိုထိုးရွေးတယ်လေအများကြီးပဲဒီဒါမဲ့ဒီ break အညီနဲ့ပဲဖြစ်ကမယ်သူ့ရဲ့အောက်မှာနက်ခတ်လည်းဖြစ်တယ်ပါဝါလည်းဖြစ်တယ်အပူ sorry ညီကိုလည်းဖြစ်ကမယ်ပါဝါညီကိုလည်းဖြစ်ကမယ်ပါဝါလည်းဖြစ်ကမယ်နက်ခတ်လည်းထွက်ရမယ်အဲ့ထက်ကနေမှအကုန်လုံးပါဝါတစ်ငါးကိုပါဝါနက်ခတ်ညီကိုအပူအကုန်လုံးထိုးခြင်းလို့1268 break နဲ့မလွတ်ဖဲနဲ့ကျင်းတယ်ပေါ်ထွက်မယ်လို့ကိုယုံကြည်ထိုးရမယ် main ကနန်းဒီအဲ့ကနန်းလေးကကျွန်တော်ချစ်ပေးထားတဲ့ကနန်းလေးကအဲ့ဒါ main ထိုးရမယ်ကနန်း1 3ည1 break ဒီမှာပါတယ်1 2 break ဒီမှာပါတယ်နော်ဒါတွေကနက်ခတ်လည်းမဖြစ်ဘူးပါဝါလည်းမဖြစ်ဘူးညီကိုလည်းမဖြစ်ဘူး56ဒီညီကိုဖြစ်တဲ့အတွက်1 break ထဲမှာပါတယ်59ပြောင်းကနန်းကြီး51ပြောင်းကနန်းကြီး53 8 break ဖြစ်တဲ့အတွက်ဒီကနန်းကျွန်တော်ခုနပြောနော်ဒီမှာကြနေတဲ့ကနန်းဒီကျွန်တော်ခုနသေ
တေချာပြောပြတယ်နော်ရုပ်ပါစာပဲတော့ဒီလိုဖြစ်ထားတယ်ဒီလိုဖြစ်ထားပြီဒီတနင်္လာအင်္ဂါညနေခဏဒီမှာလာပြုတ်ကြတာတဲ့နော်တဲ့ပြုတ်ကြတာတဲ့ကိုပြုတ်ကြတာဒီလိုတူတယ်တလင်းတစ်ချက်စင်တယ်ဒီလိုတဲ့ပြုတ်ကြတယ်အဲ့ဒီလူများတာအကယ်၍ပြုတ်ကြခဲ့ရင်ဒီမနက်အပိုင်ထိုးရမယ်ခဏပြီဟောဒီ53ပဲနော်အားလုံးကံကောင်းကြပါသည်တင်ကပတ်ချင်ပတ်ကြိုက်တဲ့လောက်ပတ်လို့ရတယ်ပြဿနာမရှိဘူးမနက်မထွက်ရင်ညနေထပ်ပတ်လိုက်နော်အဲ့ထက်လည်းကျွန်တော်ထပ်ပြီးမပြောနိုင်တော့နော်အားလုံးပဲကံကောင်းကြပါသည်ဒီတနေ့ကိုတင်ကောင်းပါလုံးဝဘုံမပြီးကျွန်တော်ပြောတယ်